အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ဘူးတီကြော်မှန်မှာဖြစ်ပါတယ်ဈေးသွားရင်လည်းဈေးမှာဘူးတီတစ်လုံး2000ဆိုလို့ဝယ်ခဲ့ပါတယ်ပထမဆုံးဘူးတီကိုလေယာချမ်းပြီးတော့စိတ်လေးဖြစ်သွားအောင်လီးပါတယ်လီးပြီးသွားတဲ့ဘူးတွေကိုနောက်တစ်ဖန်ရေပြန်ဆေးမှာဖြစ်ပါတယ်ရေဆေးပြီးသွားတဲ့ဘူးတီတွေကိုပကံထဲကိုရေစစ်ပြီးထည့်ထားပါတယ်ဒါကတော့ဘူးတီနဲ့ကြော်မဲ့ယူရီးယားမယ်အကျော်ဆုံးအထုပ်လေးပဲဖြစ်ပါတယ်ယူရီးယားမယ်တစ်ထုပ်ကိုမြန်မာငွေ800ပေးခဲ့ရပါတယ်ရေနဲ့အရင်နှံ့မွေပြီးတော့စားရတဲ့ကြားရဲ့အတင်းတင်းလေးထည့်ပါတယ်အခုကတော့စတင်ကြော်ဖို့စီထည့်နေပါပြီဘူးတီကြော်ဘူးရဆိုတော့ဘူးတီကြော်နဲ့စားဖို့အချင်းရေတုံးမှဖြစ်ပါတယ်ငုတ်သီးသိငုတ်သီးနေကိုအရင်ညောင်ထောင်းပါတယ်ဘူးတီကြော်ရင်တော့ရေစိမ်းထားတဲ့မကြီးသေးနဲ့ရဲ့ငုတ်သီးအနီအစိမ်းနန်းနန်းမင်း၃မျိုးပေါင်းလိုက်ပါတယ်နောက်ပြီးလိုအပ်တဲ့ငပြားရေးနည်းနည်းထည့်ပါတယ်ပြီးတော့စားရဲ့တကြားရဲ့ထပ်ထည့်ပါတယ်နောက်ပြီးတမသွားအောင်အရင်မွေပါတယ်အခုဆိုရင်တော့စားဖို့အချိန်ကြပါပြီစားကြပါကိုဘာသာကြော်ထားတော့မကောင်းတဲ့စားမှာဖြစ်ပါတယ်ကြော်တော့ကလည်းမကောင်းလို့ထင်ရပေမဲ့စားကြည့်ရောလည်းမကောင်းပါဘူးအခုလိုဗီဒီယိုအဆုံးထိလိုက်ကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်